Hello everyone တောက်သမီးတို့အားလုံးပဲမင်္ဂလာပါဒီချဲတို့ရဲ့ဒီ mass constellation ကိုနေပြန်လေကြိုဆိုပါရစေဆိုတော့ဒီနေ့ဆက်သွားမှာက Cambridge Lower Secondary Year 7အဲ့ဒါကိုမှ Unit 7ရဲ့ fractions အပိုင်းလေးကိုဆက်သွားမှာပေါ့နော်ဆိုတော့ fractions ကိုဒီချဲတို့တမ်းမသွားမီတောက်သမီးတို့စာအုပ်တွေထဲမှာလည်းဒီမှာ getting started ဆိုတာလေးရှိတယ်အဲ့ဒါကိုအရင်ဆုံးဖြည့်ပြီးမှအောက်ကဒီချဲတို့ fractions လေးကိုဆက်သွားမယ်အဲ့တော့ဒီချဲတို့ဒီ the word fractions originates from the Latin word ratio fraction ဆိုတဲ့ဒီစကားလုံးလေးက Latin ဘာသာစကား ratio ကနေစပြီးတော့ဆင်းသက်လာတာ which means breaking into pieces ဆိုတော့အဲ့ဒါဒီတခြားတို့ pieces ဆိုတော့အစိတ်အပိုင်းလေးတွေရအောင်တခြားတို့တဖြည်းဖြည်းနဲ့တခြားတို့ဒီဖြိုချလိုက်တာပေါ့နော်အခွဲထုတ်လိုက်တာကိုတခြားတို့ဒီ ratio လို့ Latin လို့ဘာသာပြန်တယ်Latin ကနေတခြားတို့ပြန်ယူထားတာဖြစ်တဲ့အတွက် English ကိုဒီ fraction ဖြစ်သွားတယ်အဲ့တော့အရင်ဆုံးတခြားတို့ဒီ 1800 BC လောက်မှာပေါ့နော်ဒီ ancient Egyptian ဆိုတော့ဒီရှေးကြတဲ့တခြားတို့ Egypt လိုမျိုးတွေက fractions တွေကိုရေးကြတယ်အဲ့တုန်းကတော့တခြားတို့အခုရေးနေတဲ့ fraction ပုံစံအတိုင်းမဟုတ်ဘူးသူတို့က they use pictures called hieroglyphs hieroglyphs ဆိုတာလေးကတောက်သမီးတို့မြင်ဘူးမှာပါ Egypt နိုင်ငံရဲ့ background ကိုရိုက်ပြီးတော့တင်ထားတဲ့ပုံတွေမှာဆိုရင်တခြားတို့တနည်းအားဖြင့်အလွယ်ပြောရမယ်ဆို pyramid တွေရှိရပေါ့နိpyramid တွေနားမှာဆိုတခြားတို့စာလုံးလေးတွေရှိတယ်တခြားတို့ဒီတိုင်းကြည့်မယ်ဆိုအဲ့ဒါတွေကပုံဆွဲထားတာနဲ့တူတယ်ပေါ့နော်ဒါပေမဲ့သူတို့ခေတ်တုန်းကတော့ဒါသူတို့ရဲ့တင်ငင်သားကိုပြတဲ့စာလုံးတွေပေါ့အဲ့ဒါကိုတခြားတို့ကhieroglyphs လို့ခေါ်တာပေါ့နော် hieroglyphs တွေကိုသုံးပြီးတော့သူတို့က words တွေ numbers တွေကိုရေးကြတယ်ဒါကကြတော့တခြားတို့ဒီအောက်မှာပြထားတဲ့ဇယားကွက်လေးကကြတော့fractions ကိုancient Egyptians တွေကဒီ hieroglyphs ဆိုတဲ့စာလုံးလေးတွေကိုသုံးပြီးတော့ရေးထားတာ1ဆိုရင်ဒုတ်ချောင်းတစ်ချောင်းဒါပေမဲ့5ဆိုရင်ဒီလိုဖြစ်သွားပြီ10ကကြတော့ဒီအရှိကဒုတ်ချောင်းလို့မဟုတ်ဘူးပေါ့နော်ခေါင်းငယ်ပုံစံလေးအကွေးလေးဖြစ်သွားပြီပေါ့အဲ့တော့ပြီးတဲ့အခါကျရင် Egyptians တွေကသူတို့ fractions တွေကိုရေးတဲ့အခါမှာ numerator မှာအမြဲတမ်းသူတို့က1ပဲထားတယ်1ပဲထားတာကိုသူတို့ fraction ရေးမှန်းသိအောင်လို့ဘယ်လိုရေးလဲဆိုတော့သူက drew a mock picture ဆိုတော့ပါဇက်ပုံလေးတွေကိုဆွဲပြီးတော့ which meant part အစိတ်အပိုင်းတစ်ခုအနေနဲ့ပြပြီးတော့ number ရဲ့အပေါ်မှာသူတို့ကရေးလေးရှိတယ်ပေါ့ဒါကကြတော့တခြားတို့ Egypt တွေသုံးတဲ့ fractions ပုံစံလေးတွေပေါ့နော်အဲ့တော့အခုခေတ်မှာကျတော့တခြားတို့ဒီ fractions တွေကို everyday life မှာမြင်ရနေပြီdistance တွေသွားတာဘယ်လောက်ကီလိုမီတာမှာဆိုတော့ fractions နဲ့ဖော်ပြတာမျိုးတွေရှိတယ်တောက်သမီးတို့ length ခရီးသွားတဲ့အခါကျမြင်ရလိမ့်မယ်နောက်ထပ်ကကြတော့တခြားတို့ဒီ sign တွေရဲ့ poster တွေမှာလည်းရှိမယ်နောက်တစ်ခုဒီ cookery books တွေရဲ့ recipes တွေမှာလည်းတခြားတို့ fractions တွေကိုတွတ်တွင်းကြဲကြဲကိုအသုံးပြုလာတာပေါ့နော်အဲ့တော့ fractions သင်ခန်းစာဒီ 7.1 ordinary fractions ကနေစမယ် ordinary fractions ဆိုတာက fractions တွေကို order စီတာအဲ့တော့ fractions တွေကို order of size နဲ့ရေးမယ်ဆိုရင်အရင်ဆုံးတခြားတို့က first compare them compare ဆိုတာကတခြားတို့စီရမယ့် fractions တွေကိုဘာလို့ပေးဖို့အရင်လိုလဲဆို compare 9ပေးဖို့အရင်လိုတယ်နောက်တစ်ခုကကြတော့အဲ့လိုမျိုး compare fractions တွေကိုလုပ်တဲ့အခါမှာ two way ဆိုတာနည်းလမ်းနှစ်သွယ်ရှိတယ်ပထမနည်းလမ်းက fractions တွေကို that have the same denominator တူသွားအောင်လည်းတခြားတို့လုပ်လို့ရတယ်နံပါတ်2ကကြတော့ decimals ကိုပြောင်းပြီးတော့တခြားတို့သွားမယ်အဲ့တော့ဥပမာ for example ဆိုရင်တခြားတို့ဒီမှာ 1/7 equals 0.1428ပေါ့1/7ကို decimal ပြောင်းလိုက်တဲ့အခါမှာတချို့သော fractions တွေအတွက် decimal ပြောင်းdecimal တွေမဆုံးတာမျိုးရှိတယ်ဥပမာ1ကို7နဲ့ divide လိုက် 0.1428ဒါဒီတခြားတို့မဆုံးသွားဘူးနောက်ထပ် number တွေအများကြီးကျန်သေးတယ်အဲ့တော့ 3 dots ဆိုတာ called ellipsis လို့ခေါ်တယ်ဒီ 3 dots ကကြတော့ decimal ရဲ့အဆုံးမှာပြထားတာက goes in forever ဆိုတော့အဆုံးမရှိတာကိုပြတာဒီလိုမျိုးအဆုံးမရှိတဲ့ number တွေကိုတခြားတို့ကဘာလို့ခေါ်လဲဆိုရင် recurrent decimals လို့ခေါ်တယ်နောက်ထပ်တစ်ခု sometimes တစ်ခါတရံမှာ they are repeated numbers in a decimals မှာ repeated numbers တွေရှိတယ် for example 2ကို3နဲ့စားလိုက်မယ် 0.6666 မဆုံးသွားဘူးဒီလိုမျိုးမဆုံးတဲ့ number တွေကို recurrent decimals လို့ခေါ်တယ်အဲ့လိုမျိုးမဆုံးဘူးဆိုရင်တခြားတို့အနောက်မှာ 3 dots လေးနဲ့ရေးတယ်လို့တစ်ခါတရံမှာ 0.6ဒီ repeat ဖြစ်နေတဲ့ number အပေါ်မှာတခြားတို့ဘာလေးထပ်ရေးလဲဆိုရင်ဒီand တခြားတို့ dot လေးထပ်ရေးရပေါ့နော်ဒီ dot လေးအဲ့လိုမျိုးမရေးချင်းတခြားတို့ဘယ်လိုရေးလဲဆိုရင် 0.6 အပေါ်မှာဘာတန်းလေးလဲတင်ပြီးရေးတယ်နောက်တစ်ခုကကြတော့တခြားတို့ you can write 0.567567ဆိုတော့ထပ်နေတဲ့ number ဒီ567မို့လို့တခြားတို့ဒီလိုမှာဆိုရင်တော့ရှိသမျှ number အပေါ်မှာ dot မတင်ဘူးအဲ့လို number အများကြီးထပ်နေရင် number ထပ်နေတဲ့ number ထိပ်ဆုံးနဲ့နောက်ဆုံးမှာတော့ dot တင်တယ်ဒါပေမဲ့ဘာနဲ့ရေးမယ်ဆိုရင်တော့ 0.567တစ်ခုလုံးပေါ်မှာတခြားတို့ဘာတင်ပြီးရေးပါတယ်ဒါဒီတခြားတို့ decimals number တနည်းအားဖြင့် recurrent decimals တွေကိုတခြားနည်းနဲ့ရေးတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့ဒါဆိုရင်တခြားဆက်သွားမယ်ဒါဒီ work example 7.1ပေါ့နံပါတ် A က write these fractions in order of size ဆိုတော့တခြားတို့ order စီပေးရမယ် starting with the smallest
အငယ်ဆုံးကနေစစီပြရမယ်ဆိုတော့တချို့တို့ဒီ3ခုထဲမှာအငယ်ဆုံးကဘာလဲအရင်ကြည့်မယ်ဒါတော့တို့ဒီနှစ်နည်းရှိတယ် denominator တူအောင်လုပ်မလား decimal တူအောင်လုပ်မလားပေါ့အဲ့တော့ဒီထဲတော့ဒီမှာ decimal နဲ့တွားလိုက်မယ်ဆိုတော့3 over 2ပေါ့နော်3 over 2ဆိုတာကဒီထဲတို့ decimal နဲ့ရေးမယ်ဆိုရင် 1.5 နောက်တစ်ခါကျတော့ဒီထဲတို့2 over 3 2 over 3ကိုဒီထဲတို့ decimal နဲ့ရေးမယ်ဆိုရင် 0.666ဒါဒီမဆုံးဘူးဆိုတော့ဒီထဲ3 dots လေးထည့်လိုက်မယ်နောက်ဆုံးတစ်ခုကကျတော့8 over 5အဲ့ဒါကို decimal နဲ့ရေးမယ်ဆိုရင် 1.6 1.6ပေါ့နော်ကဲအဲ့ဒါလေးကိုဒီ share ဒီ smallest ကနေစစီမယ်ဆိုတော့အငယ်ဆုံးဒီဘာဖြစ်သွားမလဲဆိုတော့ yes 2 over 3လေးဖြစ်သွားမယ်ဆိုတော့ဒါကိုအရင်ရေးပေါ့ဒါဒီ number 1နောက်တစ်ခုက number 1ပြီးသွားရင် 1.5 နဲ့ 1.6 မှာ 1.5 ကပုံငယ်တာဖြစ်တဲ့အတွက်3 over 2က second position မှာရှိပြီးတော့8 over 5ကကြတော့ third position မှာရှိသွားပါမယ်ကဲနောက်ထပ် number B ကကြတော့ use decimals to decide which fraction is larger ဘယ် fraction ပိုကြီးလဲသိစေဖို့အတွက်ဒီချက်ဒီမှာလဲ fraction form လေးပြောင်းလိုက်မယ်26 over 11ကို fraction အနေနဲ့ရေးမယ်ဆိုရင်ဒီချက်တော့ 2.545454မဆုံးဘူးပေါ့နော်အဲ့ဒါကတစ်ပိုင်းနောက်ထပ်23 over 9ကို fraction နဲ့ရေးမယ်ဆိုရင်လေ 2.555ဆိုပြီးဒီချက်တော့မဆုံးဘူးပေါ့ဒါကကြတော့ 2.545545ဒီလိုဆက်သွားမှာပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီမှာဘယ်ဟာပိုကြီးလဲသိချင်ရင်ဒီချက်တို့ဒီ fraction အနေနဲ့ဆုံးဖြတ်ရခက်တာမို့လို့ decimal ကိုပြောင်းလိုက်တော့4နံပါတ်ဒီအတူတူပဲနောက်ထပ် tens နေရာမှာလိုက်တဲ့ gain ဒီလည်းအတူတူပဲ55ကျဆိုတော့ဒီချက်တို့ဒီ100နေရာမှာကြည့်လိုက်တဲ့အခါမှာဒီနေရာလေးဒီ4ဒီဘက်ကကြတော့5ဘယ်ဟာပိုကြီးလဲဆိုရင်5ကပိုကြီးတာဖြစ်တဲ့အတွက်23 over 9ဆိုတဲ့ fraction လေးကပိုပြီးတော့လာကြဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဆက်သွားမယ်အဲ့ exercise 7.1 ပေါ့ 7.1 မှာဒီချက်တို့ပုံစံလေးတွေအများပြားရှိပါတယ်ဒါတော့ဒီမျိုးကိုယ်တိုင်လည်း try ကြည့်လို့ရတယ်ပေါ့အဲ့တော့အရင်ဆုံးချက်တို့သွားမှာကဒီမှာ use the common denominator method common denominator method ဆိုတော့ဒီ denominator ကို same ဖြစ်အောင်တူအောင်လုပ်တဲ့ method ကိုသုံးပြီးတော့ answer questions 1 to 5ကိုသုံးရမယ်အဲ့တော့ဘယ်လိုမျိုး same ဖြစ်အောင်လုပ်မှာလဲဆိုတော့ဒီမှာ Taylor's ရဲ့ homework ကကြတော့2 over 3နဲ့10 over 5သူတို့ဒီ equal ဖြစ်လား not equal ဖြစ်လားဆိုတာကိုထည့်ခိုင်းတာဒါဆိုတော့ denominator တူအောင်လုပ်မယ်တူအောင်လုပ်မယ်ဆိုရင်15ရအောင်3ကိုဘာနဲ့မြောက်လိုက်မလဲဆိုရင်5နဲ့မြောက်လိုက်မယ်အဲ့တော့ဒီကျတော့ fraction တွေကိုပိုင်းချိန်ညှိတဲ့အခါမှာပေါ့နော်ပိုင်းချိန်ကိုပဲ5နဲ့မြောက်လိုက်လို့မရဘူးပိုင်းဝေကိုပါ5နဲ့မြောက်ပေးရမယ်ဘာလို့လဲဆိုတချို့ကပေးထားတဲ့ဒီ original fraction ရဲ့တန်ဖိုးပြောင်းလဲလိုက်လို့မရဘူးအဲ့တော့တစ်ခုပဲမြောက်ရင်ဒါဒီ fraction ရဲ့တန်ဖိုးပြောင်းလဲသွားပြီး2 over 15တချို့သင်္ချာမှာအဲ့လိုပေးထားတဲ့မေးခွန်းကိုစန့်ကျင်ပြီးတော့တန်ဖိုးကြီးပြောင်းလဲလို့မရအဲ့ဒါကြောင့်မို့တန်ဖိုးမပြောင်းသွားအောင် denominator ကိုလည်း5နဲ့မြောက်မယ် numerator ကိုလည်း5နဲ့မြောက်မယ်မြောက်လိုက်တဲ့အခါမှာ10 over 15တူပေးထားတဲ့ right ဘက်ခြမ်းကကဏ္ဍဒီလည်း10 over 15ဖြစ်နေတဲ့အတွက်ဒါဒီ equal ဖြစ်တယ်ပေါ့။ကဲနောက်တစ်ခု3 over 5နဲ့13 over 20ရအောင်5ကိုဒီချက်ဘာနဲ့မြောက်လိုက်မလဲဆိုတော့4နဲ့မြောက်လိုက်မယ်။ဆိုတော့12 over ဒီဘက်မှာ20ရသွားပြီဆိုတော့12 over 20နဲ့13 over 20တူလားမတူတာဖြစ်တဲ့အတွက်ဒီချက်လို့ not equal ဖြစ်သွားပါပြီ။ကဲဒီပုံစံလေးကိုဒီချက်လို့ဒီအောက်မှာဒါတော့ A ကနေ F ထိ try ကြည့်လို့ရပါတယ်။ကဲအဲ့ဒါဆိုရင်နောက်ထပ်တစ်ခုဆက်သွားမယ်နောက်ထပ်တစ်ခုကကျတော့ write that correct symbol less than or greater than လာထည့်ပေးရမယ် two of them have been done for you နှစ်ပုတ်ကိုလည်းကျွန်တော်တို့တွက်ပေးထားတယ်ကဲနံပါတ် A 21 over 5ကိုအရင်ဆုံးသူပြောင်းလိုက်တာဒီ miss fraction ပြောင်းလိုက်တာ miss fraction ပြောင်းတာဒီ21ကို5နဲ့သွားပြီး divide တာနဲ့အတူတူပဲကဲတော့ဒီချက်တို့ဒီမှာ21ကို5နဲ့ divide မယ်5 4က20ဆိုတော့ဘာကျန်လဲဆိုတော့1ကျန်တယ် miss fraction ပြောင်းရင်ဒီချက်တို့ရဲ့5က5ဒီ denominator မှာပဲနေရာပြန်ရေးတယ်ဝင်လိုက်တဲ့အလီ4ကို whole number အနေနဲ့မှာရေးပြီးတော့ကျန်တဲ့ remainder ကို numerator မှာရေးတယ်ဒါဒီ miss fraction ပြောင်းတဲ့ပုံစံဆိုတော့41 over 5နောက်ထပ်34 over 5က miss fraction ပြောင်းပြီးတာအဲ့တော့ဒီမှာလဲတစ်ချက်တော့41 over 5နဲ့3 4 over 5ဆိုတော့ဒီမှာတော့ whole number ကိုကြည့်လိုက်4နဲ့3နဲ့မှာဘယ်သူကပိုကြီးနေပြီလဲဆို4ကတော့ obviously တိတာနေပိုကြီးနေပြီအဲ့ဒါကြောင့်မို့ဒါဒီ greater than ဖြစ်သွားပါမယ်။ကြောတော့နောက်ထပ်နံပါတ် B က48 over 9ဆိုတော့ဒီ miss fraction မဖြစ်နေတာ46 over 9ကိုပြောင်းမယ်46 over 9ကိုပြောင်းမယ်ဆို9 5က45ဆိုတော့1ကျန်မယ်ဆိုတော့4နဲ့5မှာ5ကပိုကြီးနေတာဖြစ်တဲ့အတွက် less than ကြရဆိုတော့ကျန်တဲ့အပုတ်ကိုဒီချက်ကိုအားတို့သမီးတို့ကကိုယ်တိုင်လေး try ကြည့်ပေးပါရှင့်ဟုတ်ပြီကြရဆိုရင်ဒီချက်နောက်ထပ်ပုံစံလေးတွေတွားလိုက်ပါမယ်
ကဲတော့နောက်ထပ်တစ်ခုနံပါတ်4က work out which fraction is larger ဘယ် fraction ကပိုကြီးလဲဆိုတာမျိုးကိုရှာခိုင်းတာအဲ့တော့တူတူပဲခုနကလိုမျိုးတခြားတော့ miss fraction လေးလုပ်ပြီးရှာတာကတားတို့သမီးတို့အတွက်ပို့ပြီးတော့လွယ်ကူပါတယ်ဥပမာ47ကို6နဲ့စားတဲ့အခါမှာ6 5က36 6က36 6 7 42 6 8ကကြတော့48ဖြစ်သွားပြီဆိုတော့6 7 42ဆိုတော့ဘယ်လောက်ကျန်လဲဆိုတော့5ကျန်တယ်ဆိုတော့7 5 over 6ပေါ့အနောက်ကကျတော့31ကို4နဲ့စားမှာဆိုတော့4ဘယ်နဲ့လူဝင်မလဲဆိုရင်4 8က32 4 7က28အဲ့ဆိုဘယ်လောက်ကျန်လဲဆို remainder က3ဆိုတော့whole number 7ချင်းတူသွားပြီဆိုတော့ teacher တို့ရှင်းရမှာဒီ5 over 6နဲ့3 over 4ကဲဒီမှာ denominator ကိုကြည့်လိုက် denominator က teacher တို့6ကို4ရအောင်လုပ်လို့မရတယ်လို့4ကိုလည်း6ရအောင်လုပ်လို့မရအောင်လုပ်လို့မရတာဖြစ်တဲ့အတွက်တခြားနည်းလမ်းအရာစဉ်းစားရမယ်အဲ့တော့6နဲ့4နဲ့မှာ teacher တို့6နဲ့4နဲ့ကိုကြည့်စီနိုင်တဲ့တနည်းအားဖြင့်6နဲ့4နဲ့ကိုခြေလိုက်လို့ရတဲ့ဘာကိုရှာပေးရမလဲဆို LCM ရှာပေးရမယ်ဒါသမီးတို့ဒီ denominator တွေကိုတူအောင်လုပ်တဲ့အခါမှာ LCM နဲ့တွက်ပါတယ်ဆိုတော့သူတို့နှစ်ခုရဲ့ LCM ဒီ12ဆိုတော့6ကို2နဲ့မြောက်4ကိုကျတော့3နဲ့မြောက်ဆိုတော့10 over 12ဒီဘက်မှာ9 over 12ဘယ်သူပိုကြည့်လဲဆိုရင်10 over 12ကပိုကြည့်တယ်အဲ့ဒါကြောင့်7 5 over 6တနည်းအားဖြင့်47 over 6ကပိုကြည့်အဲ့တော့ဒီချက်ကိုဒါလေးပဲထည့်ပေးပါရှင်ကဲအဲ့ဒါဆိုရင်ဒီချက်ကျန်တဲ့အပုံလေးကိုဆက်တွက်ကြည့်ပါဆက်သွားလိုက်ပါမယ်ကဲနောက်ထပ်နံပါတ်7နံပါတ်7လေးကြတော့ use the division method to answer question ဒီခါကျတော့ division method ကိုသွားရမှာအဲ့တော့11 over 6နဲ့1 5 over 6ကတူတယ်ပေါ့ဒါဒီ miss fraction ပြန်ပြောင်းထားတာပါအဲ့တော့1ကတော့1ပဲ5 over 6ကိုဘာတင်ရမလဲဆို5ကိုဒီ6နဲ့တွားတစ်ပိုက်ထွက်လာတဲ့အဖြေဒီ5 over 6က 0.83 ထွက်လာတာ83နဲ့အရှိက whole number 1နဲ့ပြန်ပေါင်းတော့ 1.83333ဒါလည်းမဆုံးဘူးပေါ့နော်ဒီလိုလေးထွက်သွားပါတယ်ဒါမှသမီးတားတို့သမီးတို့ကိုစားပြပြီးတာပေါ့နော်ဒီနေရာလေးမှာပဲ blank လေးတွေလိုက်ဖြည့်သွားရုံပါပဲကဲအဲ့ဒါဆိုရင်နောက်တစ်ခုနံပါတ်8ကကြတော့ match each of these fractions ဒီပေးထားတဲ့ fractions တွေကို to its correct decimal နဲ့ match လုပ်ပေးရမယ် for example ဒီချက်ရဒီမှာ7 over 3 7 over 3ဆိုတာကသွားပြီးတော့စားကြည့်လိုက်မယ်ဆိုရင်2.1ကျန်နဲ့ 2.3333အဲ့မဆုံးတာဖြစ်တဲ့အတွက်ဘာနဲ့တွဲမလဲဆိုရင်ဒီ 2.33ဆိုရင်box လေးနဲ့တွဲမယ်ဒီလိုလေးတစ်ချက်ကိုတွဲပေးပါရှင်နံပါတ် B write the fractions ဒီ example နဲ့တူတာမို့လို့တစ်ချက် skip သွားပါမယ်နောက်ထပ်နံပါတ်10ကတဲ့Yasmin has 5 improper fractions သူ့မှာ improper fractions တွေရှိ improper fractions ဆိုတာတနည်းအားဖြင့် numerator ကပိုကြီးနေရင်ဒါဒီ improper fractions လို့ပြောတာအဲ့ဒါကို she posted in order အလိုက်စီထားမယ် starting with the smallest အငယ်ဆုံးကနေစစီမယ် there are marks on two of the cats ဆိုတော့ဒီချက်တို့ဒီမှာ cat နှစ်ခုမှာဒီချက်တို့ဒီ marks လေးရှိတယ်တဲ့အဲ့တော့ what fractions could be under the marks ဆိုတော့ဒီအမှတ်မှတ်ထားတဲ့အောက်မှာဘယ်လို fractions လေးတွေရှိနေလဲ give two example for each cat cat တစ်ခုအတွက် example လေးနှစ်ခုစဉ်းစားရမယ်ပြီးတော့တားလို့သမီးတို့ဒီချက်အဲ့ဒါဘယ်လိုတွက်လိုက်လဲဆိုတာကိုစဉ်းစားပြီးမှ comment မှာမှတ်ထားပေးလို့ရပါတယ်ဆိုတော့ဒီအခုတင်သွားတဲ့ 7.1 လေးကကြတော့ဒီချက်တို့ဒီအဓိကအပြည့် fractions တွေကို order စီတာပေါ့နော်အဲ့တော့နောက်ထပ်တင်မဲ့ 7.2 မှာဒီ mix number လေးကိုပေါင်းတာနဲ့ဒီချက်ပြန်လာပါမယ်လောလောဆယ်တော့ဒီချက်ဒီနားမှာရပ်ထားပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်